Google Chrome တွေမှာကိုရှာဖွေကြည့်ရှုထားတဲ့မှတ်တမ်းတွေခြေရာတွေကိုဖျောက်တဲ့နည်းပြောပြပေးမှာဖြစ်ပါတယ်။ Google ထဲဝင်သွားလိုက်ပါခင်ဗျာ။ဟိုနားလေးက profile ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါ။အောက်နားလေးက search history ကိုတစ်ချက်နှိပ်လိုက်ပါ။အောက်ဘက်ကိုတစ်ချက်ဆွဲပြီးတော့ကြည့်လိုက်ရအောင်။ခုမင်းစီတို့မြင်နေရတဲ့ဒီ link အပြလေးတွေဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Google ပေါ်မှာရှာဖွေကြည့်ရှုထားတဲ့မှတ်တမ်းတွေခြေရာတွေပဲဖြစ်ပါတယ်ဗောနော်။ကျွန်တော်တို့ Google ပေါ်မှာဘယ် website တွေမှာကျွန်တော်တို့ပါရီဝင်ကြည့်ထားတယ်ကျွန်တော်တို့ပါရီဝင်ရှာထားတယ်စကားအစအကုန်လုံးဒီနေရာမှာအခုလိုလေးမြင်နေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီကိုယ့်ရဲ့ Google ပေါ်မှာရှာဖွေထားတဲ့မှတ်တမ်းတွေကိုအကုန်လုံးဖြည့်ပြရမှာပဲဖြစ်ပါတယ်မဖြည့်ဘဲနဲ့ဒီတိုင်းထားမယ်ဆိုလို့ရှိရင်တော့ဖုန်းကိုတို့လည်းလေးလံတွားစေတယ်လို့ကိုယ့်ရဲ့ဒီ activity ပေါ့နော်သူများတွေလွယ်နဲ့တီးတွားနိုင်တာတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါလေးကိုဖြည့်ပြလိုက်ပါဖြည့်ပြမယ်ဆိုလို့ရှိရင်တော့ delete ကိုနှိပ်ပေးလိုက်ပါပြီးတော့အောက်နားလေးက delete all time ကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီလိုလေးပေါ်လာရင် next ကိုနှိပ်လိုက်ပါ delete ကိုထပ်ပြီးတော့နှိပ်လိုက်ပါ cut it ကိုနှိပ်လိုက်ပါကဲဒီလိုလေးပေါ်လာပြီဆိုရှင်တော့ကြာပါပြီကျွန်တော်တို့ရဲ့ Google account ပေါ်မှာကျွန်တော်ရှာဖွေကြည့်ရှုထားတဲ့မှတ်တမ်းတွေမရှိတော့ပါဘူးဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ